The Mass Football Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ညပွဲကတော့နည်းနည်းပါတယ်ဒါပေမဲ့ဂျာမန်ဘော်တက်လီဂါပွဲစဉ်ရှိတယ်အီတလီဆေးပွဲစဉ်ရှိတယ်ပြင်သစ်လီဂ်ပွဲစဉ်တစ်ပွဲရှိတယ်စပိန်လာလီဂါပွဲစဉ်တစ်ပွဲရှိတယ်ဒီလေးပွဲတွေကမှကျွန်တော်အကြိုက်ဆုံးအသင်းတွေကိုကျွန်တော်ရွေးချယ်ပေးသွားမယ်ဒါကြောင့်သွားလိုက်အောင်အားလုံးပဲ let's go ပထမဆုံးပွဲစဉ်လေးကတော့ Mix နဲ့ Hamburg တို့ရဲ့ကျွန်တော်တို့ဘော်တက်လီဂါပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲမှာဆိုရင်အင်ရှင်မဲအသင်းက Hamburg အသင်းကို level 85ပြားရှုံးကြီးပေါက်တယ်ဂိုးပေါင်းကြီးက2သင်းပေါင်း3လုံး85ပြားနိုင်နဲ့ကြေးဖွင့်ထားတယ်သူတို့နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဆိုရင်အင်ရှင်မဲအသင်းက6ချိန်နိုင်ထားတယ်ဟမ်ဘတ်အသင်းက6ချိန်နိုင်ထားတယ်5ပွဲရတည်ကြထားတယ်အင်ရှင်မဲအသင်းရဲ့နောက်ဆုံးပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်3ပွဲနိုင်ထားတယ်2ပွဲရှုံးထားတယ်ဟမ်ဘတ်အသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်2ပွဲနိုင်ထားတယ်3ပွဲတည်ကြထားတယ်အင်ရှင်မဲအသင်းကအဆင့်14နေရာမှာရပ်တည်နေပြီးတော့အသင်းဖြစ်တဲ့ဟမ်ဘတ်အသင်းကအဆင့်9နေရာမှာရပ်တည်နေတယ်ကျွန်တော်တို့ဒီပွဲမှာအင်ရှင်မဲကိုသဘောကျတယ်အမှတ်လူနဲ့အင်ရှင်မဲရပဲအနိုင်ရသွားမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်အင်ရှင်မဲကိုရွေးချယ်တယ်နောက်တစ်ပွဲကတော့ဆဆူအိုလိုနဲ့ဘီယိုနာတို့ရဲ့အီတလီစီးရဲ့ပွဲစဉ်လေးဖြစ်တယ်ဒီပွဲမှာဆိုရင်အင်ရှင်ဆဆူအိုလိုကဘီယိုနာအသင်းကိုတစ်လုံး65ပြားဆိုရဲကြေးဖွင့်ထားတယ်ဂိုးပေါင်းကြီးကနှလုံး35ပြားရှုံးဆိုရဲကြေးရပေါက်ထားတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဆိုရင်ဆဆူအိုလိုက17ချိန်နိုင်ထားတယ်ဘီယိုနာ9ချိန်နိုင်ထားတယ်4ပွဲကတေကျထားတယ်အင်ရှင်ဆဆူအိုလိုရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်3ပွဲနိုင်ထားတယ်2ပွဲရှုံးထားတယ်အမှတ်ပေးစီကအဆင့်30မှာရပ်တည်နေတယ်ဘီယိုနာရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်2ပွဲတေကျထားတယ်3ပွဲရှုံးထားတယ်အစီအအမှတ်ပေးစီကအဆင့်20မှာရပ်တည်နေတယ်။တော့ဒီပွဲမှာအင်ရှင်နဲ့ဖြစ်တဲ့ဆဆူအိုလိုအသင်းနဲ့ကူအောက်ကိုပဲရွေးချယ်ခြင်းနဲ့ကူအောက်နဲ့စွန့်စားခြင်းနဲ့ကျွန်တော်နောက်ထပ်ပွဲစဉ်လေးကတော့ Brad နဲ့ Marseille တို့ရဲ့ပြင်သစ်လီဂ်ပွဲစဉ်လေးပဲဖြစ်တယ်။ဒီပွဲမှာဆိုရင် Brad အသင်းကို Marseille အသင်းက level 100ရှုံးတယ်ကြေးဖွင့်ထားတယ်။ဂိုးပေါင်းကြီးက3လုံး50နိုင်နဲ့ကြေးဖွင့်တယ်။သူတို့နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဆိုရင်လည်းBrad အသင်းက4ချိန်နိုင်ထားပြီးတော့ဧည့်သည် Marseille အသင်းက17ချိန်နိုင်ထားတယ်3ပွဲကတည်ကြထားတယ်အင်ရှင် Brad အသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်1ပွဲနိုင်ထားတယ်2ပွဲတည်ကြထားတယ်2ပွဲရှုံးထားတယ်အမှတ်ပေးစရာရဲ့ကျွန်တော်တို့7မှာအဆင့်7မှာရပ်တည်နေတယ် Marseille အသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်1ပွဲနိုင်ထားတယ်2ပွဲတည်ကြထားတယ်2ပွဲရှုံးထားပြီးတော့ပြင်သစ်လီဂ်ကိုအမှတ်ပေးစရာရဲ့အဆင့်4နေရာမှာရပ်တည်နေတယ်ဒီပွဲမှာဆိုရင်အဝေးသင်း Marseille အသင်းကအင်ရှင် Brad အသင်းကိုကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော် Marseille ကိုရွေးချယ်တယ်နောက်ထပ်တင်ဆက်ပေးမယ့်ပွဲလေးကတော့ဘီဘာအိုနဲ့အေချီတို့ရဲ့စပိန်လာလီဂါပွဲစဉ်လေးပဲဖြစ်ပါတယ်ဒီပွဲမှာဆိုရင်အင်ရှင်ဘီဘာအိုအသင်းကအေချီအသင်းကိုတစ်လုံး55ပြားဆိုတဲ့ကြေးဖွင့်ပေးထားတယ်ကျွန်တော်တို့ဂိုးပေါင်းကြေးက3လုံး95ပြားနိုင်တဲ့ကြေးပေါက်ထားတယ်ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဆိုရင်အင်ရှင်ဘီဘာအိုက4ချိန်နိုင်ထားတယ်အေချီက3ချိန်နိုင်ထားတယ်5ပွဲကတည်ကြထားတယ်အင်ရှင်ဘီဘာအိုရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်3ပွဲနိုင်ထားတယ်1ပွဲတည်ကြထားတယ်1ပွဲရှုံးထားပြီးတော့အမှတ်ပေးစရာရဲ့အဆင့်9နေရာမှာရပ်တည်နေတယ်အေချီအသင်းရဲ့ပြိုင်ပွဲစုံနောက်ဆုံး5ပွဲမှာဆိုရင်2ပွဲတည်ကြပြီးတော့3ပွဲရှုံးထားပြီးတော့ကျွန်တော်တို့စပိန်လာလီဂါအမှတ်ပေးစရာရဲ့အဆင့်16မှာရပ်တည်နေတယ်ကျွန်တော်တို့ဒီပွဲမှာ2သင်းပေါင်း9နဲ့မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်9အောက်ကိုပဲရွေးချယ်တယ်ဒါကတော့ဒီနေ့ညမှာကစားမယ်စပိန်လာလီဂါဂျာမန်ဘွန်ဒက်လီဂါအီတလီစီးပြင်သစ်လီဂ်ပွဲစဉ်တွေကိုကျွန်တော်အကြိုက်ဆုံးအသင်းလေးရွေးချယ်တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဘယ်လိုကြိုက်ရင် like သားလို့ရတယ်မကြိုက်ရင်ရှောင်လို့ရတယ်ကျွန်တော်တို့ရဲ့ The Mass Football Channel ကနေပြီးတော့ဒီရွေးချယ်တင်ဆက်မှုတွေကို free တင်ဆက်ပေးတာဖြစ်တယ်ဘာမှန်မှာအချင်းမှသွင်းစရာမလိုသလို VIP group တွေလည်းဝင်စရာမလိုဘူးဒါကြောင့်ကျွန်တော်တို့ရဲ့တင်ဆက်ပေးတဲ့ရွေးချယ်ခံမှန်းမှုတွေကိုသိရှိစေဖို့အတွက် like and follow တွေတော့လုပ်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘောလုံးပွဲတွေကိုမောင်းဘော်ဒီယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ The Mass Football Channel 399894နဲ့3994 Viber Telegram ကိုလာရောက်ဆက်သွယ်စုံစမ်းပြီးတော့အကောက်ဖွင့်ကစားလို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ